ကိုမြဲ11ဝိုင်းကိုမှအကြဒီ11လေးနားလေးမှာအခွဲလေးနဲ့ရှင်စီအင်ကြီးပတန်လေးဆွဲပြပေးမယ်နော်အဲ့ဆိုရင်ပထမဦးဆုံးကိုရဲ့ရှေ့ချမ်းရဲ့နောက်ရှမ်းလက်ပတန်ဆိုပြီးတော့ကိုရဲ့မွေးဖရင်ကိုဆွဲထားရမယ်ဒါကတော့အင်ကြီးကိုဒီ11ပုံဖော်တဲ့ပုံစံလေးပဲပြပေးမယ်နော်ကိုကတော့ကိုရဲ့ရှေ့ချမ်းနေနောက်ရှမ်းနေလက်ပတန်တွေကိုဆွဲထားပေးရမယ်နော်အဲ့ဆိုရင်ပထမဦးဆုံးသူကရိုးလက်အင်ကြီးကရိုးလက်ဖြစ်တဲ့အတွက်ကြောင့်ဒီလက်ဖောင်းတက်တာရေးပါရင်မလုပ်တော့ဘူးเนาะဒီတိုင်းမွေးရင်းချိုင်းကိုပဲယူပေးလိုက်တယ်မွေးချိုင်းကိုပဲယူပေးလိုက်တယ်လေပင်ဖောက်မယ်ဆိုရင်တော့မွေးရင်းလေပင်ကကြတော့7 cm ဖောက်ထားတယ်เนาะအဲ့ဒီ7 cm ရဲ့ဘေးကို1 cm ဆိုပြီးတော့ချဲ့ပေးမယ်လေပင်ဘေးအကျယ်เนาะအောက်ကျကိုကြတော့လဲ7ဘေးအကျယ်7အောက်ကျ7ဒါပေမဲ့အခုကကြတော့လေပင်အင်ကြီးဒီပြထားတဲ့ပုံစံလေးတိုင်းဖောက်မှာဖြစ်တဲ့အတွက်ကြောင့်ဘေးအကျယ်ကို1 cm ရှဲလိုက်တယ်အောက်ကျကိုလည်း1 cm ရှဲမယ်เนาะရှာမယ်ပြီးတော့ကြတော့အဲ့ညမှာတိုင်တိုလေးထောင်ထားပေးရမယ်တိုင်တိုလေးထောင်ထားပြီးရင်ခုနကဘေးအကျယ်နဲ့အောက်ကျနဲ့ချဲ့ထားတဲ့ဟာလေးကိုပေကွေးလေးနဲ့အဝိုင်းပုံတရံလေးပုံဖော်ပေးရမယ်เนาะဘယ်ပင်လေးကဝိုင်းတဲ့ပုံစံလေးဖြစ်အောင်ဒီပေကွေးလေးမှာကြည့်ပြီးတော့ကိုညက်မြင်ကိုယူပြီးတော့ယူပေးရမယ်เนาะဒီပေကွေးအဝိုင်းလေးအဲ့ဆိုရင်လေပင်ဝိုင်းပုံစံလေးရပြီလေပင်ဝိုင်းပုံစံလေးရပြီဆိုရင်အခွဲလေးပမာဏကြတော့သူက3 cm ရှိတယ်ဘေးပေါ့လောက်ရှိတယ်သူအခွဲပမာဏအဲ့ဆိုတော့တစ်ဖက်ကို 1.5 လောက်မယ်တစ်ဖက်ကို 1.5 လောက်တယ်ဆိုရင်ဒါတရှမ်းစာပဲဖြစ်တဲ့အတွက်ကြောင့်3 cm ရမှာအဲ့ဆိုတော့ဒီဘက်ကို 1.5 ဆိုပြီးတော့ရှယ်ပေးလိုက်မယ်လေပင်အကက်လေးနော်အောက်ကိုကြတော့အခွဲလေးကိုဘယ်လောက်ယူမလဲဆိုတော့4 cm ဆိုပြီးတော့ယူပေးမယ်နော်ဘေးအကျယ် 1.5 လေးဒီဟာလေးဖောက်ပေးလိုက်တယ်ပြီးတော့အောက်ကျလေးကိုကြတော့ဒီအောက်ကျလေးကို4 cm ဆိုပြီးတော့ချလိုက်မယ်ပြီးတော့အဲ့ဒီအမှတ်လေးနဲ့ဒီအမှတ်လေးနဲ့ကိုအခွဲလေးကိုဒီလိုလေးဆက်ပေးလိုက်မယ်ဒီမှာ 1.5 ဖြစ်တယ်ဆိုပြီးမဲ့နှစ်ခုတရားတစ်ချမ်းစာပဲဖြစ်တဲ့အတွက်ကြောင့်နှစ်ချမ်းလုံးစာဆိုရင်3 cm ရမှာနော်အဲ့ဆိုရင်အခွဲလေးဒါကြလေပင်အကက်လေးဖြစ်တဲ့အတွက်ကြောင့်တောက်တွေပါရင်မထိုးတော့ဘူးလေပင် height တယ်အောက်ကိုကျတယ်ဆိုမှဒါလေပင်တောက်တွေထည့်ပေးရမှာဒါကကြတော့လေပင်ကကတ်နေမှာဖြစ်တဲ့အတွက်လေပင်ကဒီတရားကြီးအောက်ကို height နေတဲ့အနေထားမဟုတ်ဘူးအဲ့ဒါကြောင့်မလို့လေပင်တောက်မထည့်တော့ဘူးနော်အဲ့ဆိုရင်ရင်လုံးလေးရတော့ဒီမှာရင်ပင်းတောက်ထည့်ထားတယ်ရင်ပင်းတောက်ထားတာပေါ့ပါဝင်းမဲ့အကြီးဖြစ်တဲ့အတွက်ကြောင့်ရင်ပင်းတောက်ပမာဏကို 2.5 cm ပဲထားပေးထားရယ်နော်အဲ့ဆိုရင်လုံးလေးကိုပုံဖော်မယ်ရင်လုံးပုံဖော်မယ်ဆိုရင်ဒီရင်ထိတ်ကနေမှအောက်ကို8 cm ဆိုပြီးတော့ရှာပေးမယ်ပြီးတော့ကြတော့နားလေးမှာတိုင်တိုလေးထောင်မယ်အဲ့ဆိုရင်မွေးတောက်ရဲ့တစ်ဖက်တစ်ချက်စီကိုဟိုဘက် 0.5 ဒီဘက် 0.5 ဆိုပြီးတော့ယူပေးရမယ်ဒီဘက် 0.5 ဟိုဘက် 0.5 ဆိုပြီးတော့ယူပေးရမယ်ပြီးရင်သူ့ဒီလိုလေးဆက်ပေးရမယ်နော်ရင်လုံးပုံဖော်ရမယ်ဆိုရင်ရင်လုံးပေကွေးလေးယူလိုက်မယ်ပေကွေးလေးရဲ့ဒီရဲ့အနေအထားကိုဒီအဝိုက်အနေအထားကိုသူ့ဒီလိုလေးရှင်ထိတ်လေးနဲ့သွားပြီးတော့ဒီလိုလေးဆက်ပေးရမယ်နော်ဒီဘက်ကိုကြတော့ဒီဘက်အခုံးလေးပုံစံလေးကိုဒီလိုလေးဆက်ပေးရမယ်နော်အဲ့ဆိုရင်အခုဒီမဲ့ဒီလိုအင်ကြီးပုံစံလေးဒီလိုလေးပုံပေါ်လာပြီနော်အဲ့ဆိုရင်ရင်ပင်းတက်ကိုအရင်ညှက်ပေးရမယ်ရင်ပင်းတက်ကိုထပ်မယ်ဆိုရင်ဒီရဲ့တောက်ကြီးကိုအလဲကနေဒီလိုညှက်ထားပေးရမယ်မဟုတ်ဘူးဆိုတောက်တွေကတစ်ခုနဲ့တစ်ခုထက်လို့အဆင်မပြေဘူးအဲ့ဆိုတော့ဒီတောက်တစ်ခုကိုညှက်ထားပေးမယ်ညှက်ထားပြီးတော့ဒီရင်ပင်းတက်နော်ရင်ပင်းတက်ကိုအောက်ကဟာလေးကိုအဆုံးထိမညှက်ဘူးနော်တိတိလေးခြံထားရမယ်ပြီးရင်သူ့အပေါ်ကိုဒီလိုလေးဆက်ပေးရမယ်ပြီးတော့တိတ်လေးနဲ့ကပ်ပေးမယ်နော်နောက်ရှမ်းလေးမှာဆိုရင်တော့လေနောက်ရှမ်းလေးနောက်ကြရင်ဆွဲပြမယ်နော်ဒါပထမဆုံးရှေ့ချမ်းလေးကိုအရင်ဆွဲပြတာအဲ့ဆိုရင်ဒီရင်ပင်းတောက်ထပ်ပြီးသွားပြီးဂျိုင်းတောက်လေးကိုလည်းထပ်မယ်ဂျိုင်းတောက်လေးကိုကျတော့ဒီအောက်ကဟာလေးကိုဒီလိုလေးယူလိုက်မယ်ယူပြီးတော့ကျတော့သူ့ရဲ့အပေါ်ကိုဒီလိုလေးထပ်လိုက်မယ်နော်ထပ်လိုက်မယ်အဲ့ဆိုရင်သူ့ကိုလည်းတိတ်လေးနဲ့ကပ်ပေးရမယ်တဲလေးနဲ့ကပ်ပေးရမယ်เนาะရေကူးတောက်ပုံစံလေးဝိုင်းမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဆိုရင်ဒီမှာဂျိုင်းတောက်တွေထပ်လိုက်ပြီဆိုရင်ပုံစံကြီးဒီလိုဖြစ်သွားတယ်အဲ့ဆိုရင်ရေကူးတောက်ဆွဲမယ်ဆိုရင်ခုနရင်ထိတ်လေးရှိရအဲ့ဒါလေးနဲ့ဒီမှာရှင်းရင်ကျအမှတ်ရှိရလေเนาะရှင်းရင်ကျမြင်းလေးနဲ့ဦးသွားပြီးတော့ဒီပေကွေးတရားကြီးခုံကြီးနေလည်းသွားမယူနဲ့เนาะသူ့ရဲ့အနေတော်ပုံစံလေးပဲသူ့ကိုဒီလိုလေးဝိုက်ပေးရမယ်အဲ့ဒါကြတော့ဖြတ်ချပေးရမယ်เนาะအဲ့ဆိုရင်ဒီအလဲရတောက်ကြီးကိုအရင်ကကြီးနဲ့ညှက်ချမယ်ညှက်ချမယ်ပြီးရင်ဘေးရမလို့တဲ့ဟာတွေကိုကကြီးနဲ့ညှက်ချမယ်ဂျိုင်းမြင်းမလို့တဲ့ဟာတွေကိုလည်းကကြီးနဲ့ညှက်ချပေးရမယ်ရိုးရိုးလက်ဖြစ်တဲ့အတွက်ကြောင့်လက်ဖောင်းလက်တွေပါရေးတက်တိုင်းမလုပ်တော့ဘူးเนาะ
ဒီအချိန်မှာဒီဘိုက်ပူတဲ့လူဆိုရင်လေရှေ့မှာ1 cm လောက်ပြီးတော့ဘိုက်စာယူပေးရမယ်ဒါကကြတော့အနေတော့ပုံစံခဏကိုဖြစ်တဲ့အတွက်ကြောင့်ဘိုက်စာတွေပိုင်းမထည့်တော့ဘူးเนาะရင်ပွင့်စာပဲထည့်လိုက်တယ်เนาะအဲ့ဒါဒီနဲ့ဒီခွဲလေးရဒီလိုလေးပြီးရင်ဒီပခုံးလေးကိုလည်းညှက်ချမယ်မရေကူးတောက်လေးဆွဲထားလေးရှိရလေနော်အားလေးကိုလည်းဒီလိုလေးအဲ့ဒါဒီလိုအနေထားရသွားဒီလိုအနေထားရသွားဆိုရင်ဒီဘက်မှာတစ်ချမ်းရတာရက်နည်းနည်းစွမောက်မောက်ကြီးဖြစ်နေအဲ့ဒါလေးကိုပေကွေးလေးနဲ့ပုံစံလေးကြည့်လို့ကောင်းနှစ်လောက်2စိတ်လောက်2စိတ်0.25လောက်2စိတ်လောက်ဖြစ်လို့လိုလေးစားပေးရမယ်အတွင်းနဲ့အဲ့မှာပုံစံလေးကဒီလိုဝိုက်လေးရမှာမဟုတ်ဘူးဆိုတော့လည်းအရင်နာကြီးရွှွှွကြီးလို့ဖြစ်နေတတ်တယ်နော်အဲ့ဆိုရင်ဒါလေးက up1 ဒါလေးက up2 ဆိုပြီးတော့ပြပြီးနောက်ချမ်းလေးဆွဲပြပေးမယ်နောက်ချမ်းဆွဲပြပေးမယ်ဆိုရင်လက်ကတော့ရိုးရိုးလက်ပဲနော်ရိုးရိုးကိုဆွဲနေကြလက်ပဲဆွဲလိုက်နော်နောက်ချမ်းလေးဆွဲမယ်ဆိုရင်နဲ့နောက်ဒါကကြတော့200မပေးထားတော့အရင်ဆုံး200ပေးလောက်မှာနော်အဲ့ဒါနောက်ချမ်းလေးမှာဆိုရင်လေပင်ကတွားကြတော့အနောက်ကခုတ်တက်နေရကြီးပုံစံမျိုးကြီးမဖြစ်ချင်ဘူးအဲအကြောင်းလေပင်အောက်ကြောင်နည်းနည်းလေးပို့ပြီးရှာပေးရမယ်နော်ငွေလေပင်တော့2.5 cm ရှာထားတယ်အဲ့ဒီအောက်ကို1.5ဆိုပြီးတော့ထပ်ပြီးတော့ရှာပေးမယ်လေပင်ကိုနောက်ကခုတ်သားလေးကိုဝိုက်လေးဖြစ်အောင်လို့နော်ပြီးတော့တိုင်တိုလေးထောင်မယ်ရှေ့ချမ်းတော့ဘေးရဲ့ကျ1 cm ချဲ့ထားတယ်ဖြစ်တဲ့အတွက်ကြောင့်ငွေလေပင်ကနေဘေးရဲ့ကျ1 cm ဆိုပြီးတော့ချဲ့ပေးမယ်အဲဆိုရင်ဒီအော်ကြနဲ့ဘေးရဲ့ကျင်တော့ပေကွေးလေးနဲ့ဒီလိုလေးအနေထားလေးကိုဝိုက်ပေးလိုက်မယ်နော်ဝိုက်ပေးလိုက်မယ်ပြီးတော့နောက်ကျောကျအမှတ်ရှိရလေနော်အဲ့ဒီတဝက်နေရာကိုယူမယ်ဟိုဘက်ကို0.5ဒီဘက်ကို0.5ဆိုပြီးတော့ယူပေးရမယ်အဲကြတော့ဒေါက်လေးရထပ်ပါလေနော်B1 B2အဲဆိုရင်ဒီမှာနောက်ကျောလေးကိုနောက်ကျောသားလေးကတ်အောင်လို့ဆိုပြီးတော့ဒီနောက်ချောချမ်းလေးကိုဒါနောက်စစ်မဟုတ်ဘူးเนาะနောက်ကျောသားလေးကိုကတ်လေးရလက်ဖြစ်အောင်လို့အခွဲပုံစံလေးယူလိုက်တာเนาะ1 cm ကျောစာဆိုပြီးတော့စားပေးလိုက်မယ်ပြီးရင်နောက်ကျောချက်အမှတ်နဲ့သူ့ဒီလိုလေးသွားဆက်ပေးရမယ်အဲဆိုရင်ဒါ B1 B2 ဆိုပြီးတော့နောက်ချမ်းလေးပြီးသွားပြီဒါလေးကတော့ခြေချမ်းလေးလက်လေးကတော့ကိုယ့်ရဲ့မူရင်လက်လေးဆွဲထားပြီးပါเนาะအဲဆိုရင်ဒီအညီပတန်လေးပြီးသွားပါပြီ